တပေါင်းလာပြည်နေသည်မြမယူရာ12လရာသီတွင်နောက်ဆုံးလထက်သောတပေါင်းလာ၏နေဒူးနေမြတ်ထပါသည်ဤနေ့ကိုမြတ်ဗုဒ္ဓ၏ပြည်တော်ဝင်အခါတော်နေ့ဟုလည်းခေါ်ဆိုကြသည်ဂေါတမမြတ်စွာဘုရားရှင်ဖျားဖြစ်သူရောက်ရှိပြီးနောက်ခမည်းတော်သုတော်ဒနမင်းကြီးကသားတော်ကိုတွေးမြင်လွန်တဲ့ထင်အမတ်များကိုဆဲကြည့်တိုက်တိုက်စီလွတ်ပြင်းဖိုက်ခဲ့ရပါတယ်ရှေးကလွတ်လိုက်တဲ့အမတ်9ဦးနဲ့အချမ်းရန်တွေကမြတ်စွာဘုရားထံရောက်တဲ့အခါတရားနာပြီးယဟန်တာထစ်ကလူပေါင်းကိုပြန်မလာတော့ပဲဖြစ်နေခဲ့ပါတယ်။ဆဲချင်းမြောက်မှာတော့ငယ်သူငယ်ချင်းဖြစ်သူကာလူဒါကြီးအမတ်ကိုစီလွတ်ခဲ့ပါတယ်။သူဟာလည်းယဟန်တာဖြစ်သွားပြီမယ်။မင်းကြီးရဲ့ဂတိအတိုင်းတပေါင်းလာရာသီရဲ့တာယာပုံကိုဂါထာပေါင်း60နဲ့ချီမွန်ပြီးမြတ်စွာဘုရားကိုပြည်တော်ဝင်ဖို့လျှောက်ထားခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟာရာဇဂရုဖီကနေကပ်ပီလဝက်ပြီးအထိယူဇနာ60မိုင်ပေါင်း480ခန့်ခရီးကိုယဟန်တာပေါင်း2000နဲ့အတူကြွားချီခဲ့ပါတယ်။ဒီနေ့ကိုတယူဇနာနှုံးနဲ့ရက်ပေါင်း60ကြာအောင်လမ်းလျှောက်ကြွားချီခဲ့တာကြောင့်ကပ်ပီလဝက်ပြီးကိုတပေါင်းလာဖီနီမှာအရောက်ပေါက်ကြွတော်မူနိုင်ခဲ့တာဖြစ်ပါတယ်။ကပ်ပီလဝက်ပြီးကိုရောက်တဲ့အခါတာကီဝင်မင်းတို့ကငါတို့ကဖျားထက်ကြီးသူတွေပဲဆိုတဲ့မန်မာနာနဲ့ရခိုးချင်းမပြူပဲနေခဲ့ကြပါတယ်။အဲ့ဒီအခါမြတ်စွာဘုရားကကောင်းကင်ရန်တို့ကြွားချီပြီးယမကပြာတိဟာရေးမိအစုံပြာတိဟာကိုပြသခဲ့ပါတယ်။အဲ့ဒီအခါမှာခမည်းတော်မင်းကြီးကစာပြီးတာကီဝင်အားလုံးဥချကြော့ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ကောင်းကင်ကနေမိုးပေါက်တွေဟာချစ်ခင်သူချင်းအပေါ်မှာပဲကြာရောက်ပြီးမဆိုးချင်းသူပေါ်မကြတဲ့ပုတ်ခရဝတ္တမိုးရွာသွန်းခဲ့ပါတယ်။ဒီထူးခြားမှုကိုအကြောင်းပြုပြီးမြတ်စွာဘုရားကသူတော်ကောင်းတရားရဲ့အနှစ်သာရဖြစ်တဲ့ဝေတင်တရဇတော်ကြီးကိုဟောကြားတော်မူခဲ့ပါတယ်။ဒီပြည်တော်ဝင်ခရီးစဉ်ကြောင့်ခမည်းတော်သုတော်ဒနမင်းကြီးတောတာပန်ဖြစ်ခဲ့ပါတယ်။ညီတော်နန္ဒမင်းသားနဲ့သားတော်ရာဟုလာတို့သာသနာပေါင်းတို့ရောက်ရှိခဲ့ပါတယ်။တာကီဝေမင်းမျိုးအများအပြားအကျွတ်တရားရရှိခဲ့ကြပါတယ်။